ခိတ္တမှာလည်းတန်ဖိုးရှိတယ်နော်အတ္တတွေမာနတွေလောဘတွေကိလေသာတွေနဲ့ဖွဲ့စည်းတဲ့ခိတ္တကလူနဲ့လူသမိုင်းကိုဒုက္ခပေးတတ်တယ်ပြောရအောင်မယ်တည့်ရကြတော့ရုပ်ရှင်မင်းသားဒွေသေးရောဗျဒွေသေးတော့အေးရမိန်းမကလည်းမိန်းမဆိုတော့မင်းသားကြိုက်တာပေါ့ဗျာကျွန်တော်မိန်းမကလည်းဒွေကြိုက်သလိုကျွန်တော်တငယ်ချင်းမိန်းမကလည်းဒွေကြိုက်တော့ဒွေအကြောင်းရောက်သွားရင်းနဲ့တငယ်ချင်းတွေအေးဧကန်းထဲမှာစကားပြောပြကြတယ်ဟိတ်ကောင်ကွာတယ်ဒွေကအသက်42မှာတည်သားကွာတယ်အေးကွာလို့ဒွေနောက်ကခိတ္တလူပြည်လို့ထိုင်ကောင်းမယ်ထင်ကွာဒီကောင်လောကခဏလေးရောက်လာတာဥပမာစင်ကာပူမှာနေရင်ခိတ္တစင်ကာပူဟောင်ကောင်မှာနေခိတ္တဟောင်ကောင်ခိတ္တဂျပန်ခိတ္တအမေရိကန်ခိတ္တဝါရှင်တန်ရေးတယ်လို့ဒွေခိတ္တလူပြည်မောင်ဖုံခိတ္တလူပြည်မကြော်ရင်မြင့်ခိတ္တလူပြည်ဒါမျိုးဟုတ်ပြီလားခိတ္တလူပြည်ထက်ကြည့်အောင်ကွာလို့ငါတို့ခိတ္တခဏရောက်လာဟုတ်သားပဲကွာလို့ဟုတ်တယ်ကွာလို့ဒါပြည့်ကွာခိတ္တလူပြည်ထက်ကြည့်အောင်ထက်ကွာလို့မြတ်ဗုဒ္ဓခိတ္တလူပြည်ရှင်သာရိပုတ္တရာခိတ္တလူပြည်ထေဝရခိတ္တလူပြည်ရှင်အရဟံခိတ္တလူပြည်အနောယထာမင်းခိတ္တလူပြည်ကျန်စင်မင်းခိတ္တလူပြည်ဘယင်းအောင်ကျော်ထင်းတော်ယထာခိတ္တလူပြည်အလောဘယမင်းခိတ္တလူပြည်မဟာဗန္ဓုလခိတ္တလူပြည်မင်းတောင်းမင်းခိတ္တလူပြည်တီဘောမင်းခိတ္တလူပြည်ဗိုလ်ချုပ်အောင်ဆန်းခိတ္တလူပြည်ခိတ္တလူပြည်လို့ပြောပေမဲ့လေခိတ္တတန်ဖိုးခြင်းတော့မတူပြန်ဘူးဗျမြတ်ဗုဒ္ဓရဲ့ခိတ္တနဲ့ဒေဝရရဲ့ခိတ္တဘာမှမဆိုင်ဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့ခိတ္တနဲ့ဒွေခိတ္တဘာမှမဆိုင်ဘူးခိတ္တချင်းတူပေမဲ့ခိတ္တမှာလည်းတန်ဖိုးရှိတယ်နော်အတ္တတွေမာနတွေလောဘတွေကိလေသာတွေနဲ့ဖွဲ့စည်းတဲ့ခိတ္တကလူနဲ့လူသမိုင်းကိုဒုက္ခပေးတတ်တယ်အများကျိုးဆောင်ရွက်ခြင်းလောကကောင်းကျိုးစောင့်ရှောက်ခြင်းခိတ္တတွေကသမိုင်းမှာရေရှည်ထင်ရှားကြတယ်ဒွေရဲ့နာရေးကြော်ညာနောက်မှာခိတ္တလူပြည်ထက်ကြည့်တယ်လို့ဒီပရိသတ်ကြီးများလဲကိုခိတ္တလူပြည်လို့ထက်ကြည့်လိုက်ကိုခိတ္တတန်ဖိုးကိုဘာသာကိုအိမ်မှာတွေ့ကြည့်ပါကျွန်တော်တို့ခိတ္တဘယ်လောက်များတန်ဖိုးရှိတယ်လဲ